အားလုံးပဲမင်္ဂလာပါ Digital Genius ကနေကြိုဆိုပါရစေ။ပြီးခဲ့တဲ့ဗီဒီယိုတွေမှာတော့ဒီ Bull Market မှာကြုံတွေ့လို့ရှိတဲ့ Bull Market Support Band အကြောင်းကို sharing လုပ်ပေးခဲ့ပူတယ်။အခုလောလောဆယ်တော့ကျွန်တော်တို့ Crypto Market က2026 Bear Market ထဲကိုရောက်နေတာဖြစ်တဲ့အတွက် Bear Market Resistance Band ဆိုတာပါလဲ။အဲ့ဒီ Bear Market Resistance Band ကပြီးခဲ့တဲ့ 4-year cycle ရဲ့ Bear Market မှာဘယ်လိုတွေဖြစ်လိမ့်ဖြစ်တာရှိခဲ့လဲ။ဒီလို Bear Market ရောက်ပြီဆိုလို့ရှိရင်လူတွေကဘယ်လို action တွေဘယ်လိုအမှားတွေလုပ်လို့ရှိလဲဆိုတဲ့အကြောင်းအရာတွေကိုအခုဒီဗီဒီယိုမှာညှောပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံး bear market resistance band ဆိုတဲ့အကြောင်းအရာကိုမပြောခင်ဗီဒီယိုတွေမှာ sharing လုပ်ပေးခဲ့တဲ့ bull market support band အကြောင်းကိုနည်းနည်းပြန်ပြောရမယ်ဆိုလို့ရှိရင် bull market support band ကတော့တရားကဒါ50 weeks moving average ပေါ့အဲ့တော့50 weeks moving average ကအခုဒီမှာဆိုမြင်နေရတဲ့ဒါအဆင့်ရောက်ကွက်ကတရား bull market ပေါ့နော်အဲ့ဒီ bull market ထဲမှာဆိုလို့ရှိရင်သူကအဲ့ဒီ market က50 week moving average ကိုထိပြီးတော့မှအမြဲတမ်း bounce back ပြန်လေးရှိခဲ့တယ်ပေါ့နော်ဒီမှာဆိုသူကဈေးထောင်တက်သွားတယ်50 week moving average ကိုထိတယ်ပြန်ထောင်တက်တယ်နောက်တစ်ခါသူ့ကိုထိတယ် bounce back ပြန်သွားတယ်နော်ဒီဟာက bull market support band ပေါ့နော်အဲ့တော့အခုကျွန်တော်တို့ကဒီ bear market တဲ့ရောက်နေတာဖြစ်တဲ့အတွက်အခုကျွန်တော် sharing လုပ်ပေးမှာအားကတော့ bear market resistance band ပေါ့နော်အဲ့တော့ bull market support band မှာတော့50 week moving average ဒီမှာကျတော့သူက50 weeks မဟုတ်ဘဲနဲ့နော်ဒီဟာကဒါ20 weeks moving average ဟုတ်ပြီအဲ့တော့ဒီ20 weeks moving average ကပြီးခဲ့တဲ့ 4-year cycle တွေမှာဘာတွေဖြစ်လိဖြစ်တာရှိလဲဆိုတာကိုကျွန်တော်တစ်ချက်ကြည့်အောင်အဲ့တော့အခုဆိုရင်ကျွန်တော်ဒီ bear market ကဒါ၄နှစ်တစ်ချိန်ပေါ့နော်ဒါ2026ပြီး2022ပြီးရင်2018နောက်တစ်ခါ2014ပေါ့နော်အဲ့တော့အဲ့ဒီ cycle တွေမှာလည်းပဲဒီလိုမျိုးတွေဒါဖြစ်ခဲ့တာအခုမြင်နေရတဲ့ wire line ကတရားက20 weeks SMA ဟုတ်ပြီအဲ့တော့ဒီ20 week SMA ကဒီ bear market တွေမှာသူက resistance အနေနဲ့သူရှိခဲ့အဲ့တော့ bear market ဆိုပေမဲ့သူကတောက်လျှောက်ထိုးကြတာမဟုတ်ဘူးသူမှလည်းဒါခဏထောင်တက်ထားလေးတွေရှိတယ်အဲ့လိုထောင်တက်တဲ့အခါမှာဒီ20 week SMA ကသူက resistance အနေနဲ့ရှိခဲ့တယ်ဒီဟာကဒီမှာဆိုလို့ရှိရင်ဒါ2014ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဈေးကမှာထိုးကြတယ်ပြီးလို့ရှိရင်ခဏပြန်ထောင်တက်တယ်ပြန်ထောင်တက်တဲ့အချိန်မှာအဲ့ဒီ20 week SMA ကိုထိပြီးတော့မှဒီမှာဆိုရင်ပြန်ကျသွားတယ်ဒီမှာပထမတစ်ချိန်ထိတယ်ပြန်ကျတယ်ဒုတိယတစ်ချိန်မှာတော့သူ့ကိုခဏဒီမှာဖောက်ထွက်သွားတယ်ပေါ့နော်ဖောက်ထွက်ပြီးတော့ဒီမှာဆိုလို့ရှိရင်သတင်းပတ်အနေငယ်သူကြားလိုက်တယ်ပြီးတော့မှနောက်တစ်ခါပြန်ကျတယ်ပြီးရင်ဒီမှာဆိုရင်တတိယတစ်ချိန်မှာတော့သူ့ကိုထိတယ်ပြန်ထိုးကြတာနောက်တစ်ခါသရုတ်တစ်ချိန်မှာလည်းပဲဒါထိတယ်ပြန်ထိုးကြတယ်အဲ့တော့ဒီမှာဆိုရင်2014မှာဆိုလို့ရှိရင်ဒီဟာကသူ့ကိုဒီ20 week SMA က resistance အနေနဲ့3ချိန်နောက်မှဖြစ်ခဲ့တယ်ဒါ2014မှာဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်ထပ် bear market ကိုတွားကြည့်အောင်2018အဲ့တော့အဲ့ဒီ2018မှာလည်းပဲသူကအဲ့ဒီ20 week SMA ကိုထိတယ်ပြန်ကြတယ်။ဒုတိယတစ်ကြိမ်ထိတယ်ပြန်ကြတယ်တတိယတစ်ကြိမ်ထိတယ်ပြန်ကြတယ်နောက်တော့စတုတ္ထတစ်ကြိမ်လည်းပဲထိတယ်ပြန်ကြတယ်နော်။အဲ့တော့2018မှာလည်းပဲသူ၄ကြိမ်နောက်မှသူက resistance အနေနဲ့သူကရှိခဲ့တယ်။နော်ဒီဟာက20 week SMA ဒါ2018ပြီးဆိုရင်ကျွန်တော်နောက်ထပ်2022ကိုပြန်ကြည့်အောင်။အဲ့တော့2022မှာလည်းပဲသူ့ကိုဒီမှာဆိုရင်ဒီမှာတော့ထိတော့မထိဘူးတောင်အဲ့ဒီဝန်းကျင်လောက်ကိုတရားပြီးတော့မှပြန်ကြတယ်။နောက်တစ်ခါဒုတိယတစ်ကြိမ်မှာလည်းအဲ့လိုပဲသူ့တော့ဒီမှာတော့နည်းနည်းကြော်သွားတယ်ပြီးလို့ရှိရင်နောက်တစ်ခါပြန်ကြတယ်ပြီးလို့ရှိရင်ဒါ2022မှာလည်းပဲဒီမှာသူ့ကိုထိလဲပြီးတော့ပြန်ကျသွားတယ်အဲ့တော့ပြီးခဲ့တဲ့ဒီ cycle 3ခုရဲ့ဒီ bear market တွေမှာပေါ့နော်2014 2018 2022တွေမှာဒီ20 week SMAs ကဒီဟာက resistant band အနေနဲ့ရှိခဲ့တယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်အခုလက်ရှိ2026ကိုလည်းကျွန်တော်ကြည့်အောင်2026ကိုလည်းကြည့်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးစင်တူမပုံစံမျိုးတော့ဒါဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါမှဆိုရင်20 week SMA ဒါမှတော့ပထမတစ်ချိန်မှာတော့20 week SMA ကိုသူကမထီဘူးမထီဘဲနဲ့အဲ့ဒီဝန်ကျန်လောက်ကိုရောက်လဲပြီးတော့ပြန်ထုတ်ကြတယ်အခုဒီဟာကဒါဒုတိယတစ်ချိန်မှာတော့ဒါအဲ့ဒီဝန်ကျန်လောက်တွေဒါရှောင်နေတယ်ပေါ့နော်အဲ့တော့ဒါမှဆိုရင်သူ့ရဲ့ price ကိုကျွန်တော်တို့အကြမ်းဖျင်းပြောမယ်ဆိုလို့ရှိရင်ဒီလက်ရှိသူရောက်နေတဲ့ price ကတော့ဒီ20 week SMA ရောက်နေတဲ့ price ကတော့9000ဝန်ကျန်လောက်ဖြစ်နေတယ်နော်အဲ့တော့ဒီဟာကဒီပြီးခဲ့တဲ့ cycle 3ခုမှာသူက resistant band အနေနဲ့ရှိနေခဲ့တာဖြစ်တဲ့အတွက်အခုဒီမှာလည်းပဲဒီဟာက resistant အနေနဲ့ဒါရှိကောင်းရှိနိုင်တယ်နော်ဘယ်ရာမှာတော့ကျွန်တော်တို့ရန်လုံးပြတော့ပြောလို့မရဘူးဒီဟာက resistant band အနေနဲ့ဒါရှိနေခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီဝန်ကျန်လောက်ကိုရောက်ပြီဆိုလို့ရှိရင်ပြန်ကြမယ်နောက်တစ်ခါအဲ့ဒီဝန်ကျန်လောက်ကိုထိပြီဆိုရင်ဒါပြန်ကြတာတွေဖြစ်ကောင်းဖြစ်နိုင်တယ်မင်းတို့ဒီ bear market resistant band ကို trading view မှာမင်းတို့ကိုယ်တိုင်ကြည့်နေတယ်ဆိုလို့ရှိရင် indicator မှာမင်းတို့ဒါ SMA လို့ရှာလိုက် SMA လို့ရှာလိုက်ပြီးတော့သူ့ရဲ့ setting ကိုဒီမှာဆိုလို့ရှိရင်ဒီဟာကသူ့ရဲ့ length ကိုကျွန်တော်တို့ဒီမှာဆိုရင်20ဆိုပြီးတော့ပြောင်းလိုက်မယ်နော်အဲ့ဒါ20ဆိုပြီးတော့ပြောင်းလိုက်ပြီးတော့ကျွန်တော်ကတော့ဒီမှာတန်းတဲ့ဟာတွေပိတ်ထားလိုက်တယ်ပေါ့နော်သူ့ရဲ့ဒီမှာဆိုရင်ဒီဟာက20 week moving average ကို online မယ်ဆိုလို့ရှိရင်ဒီဟာကဒီ wire မြင့်တိုင်းပဲဆိုလို့မြင်ရလိုက်မယ်အဲ့တော့ပြီးခဲ့တဲ့ 4-year cycle ကိုပြန်ကြည့်တယ်ဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့ 4-year cycle ရဲ့ bear market မှာသူက resistant အနေနဲ့ဆောင်ရွက်ခဲ့တယ်ဆိုတာကိုတွေ့ရလိမ့်မယ်နော်အဲ့တော့ဒီဟာကဒီ technical analysis ဆိုတာအနာဂတ်မှာဒီလို change တွေဖြစ်လိမ့်မယ်လို့ဘာမှတော့ change တွေပြောလို့တော့မရဘူးဒီဟာကပြီးခဲ့တဲ့ history တွေမှာတော့ဒီလိုမျိုးဖြစ်ခဲ့တယ်အခုဒီမှာလည်းပဲဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ဒီဟာကိုသိထားခြင်းအပြင်ကျွန်တော်တို့အတိအကျဒီလိုဖြစ်မယ်လို့ကျွန်တော်တို့ estimation လုပ်ဖို့ဆိုတာတည်းကျွန်တော်တို့ဘယ်နေရာကိုရောက်နေလဲဘယ်လိုအခြေအနေကိုရောက်နေလဲဆိုတဲ့အရာကိုကျွန်တော်တို့ကအကြံဉာဏ်သုံးသပ်လို့ရနိုင်တယ်ဟုတ်ပြီနောက်တစ်ချက်ကကျွန်တော်တို့ဒီ bear market ရောက်ပြီဆိုလို့ရှိရင်လူတွေကအမှားတွေလုပ်လို့ရှိတဲ့အမှားတွေပေါ့နော်အဲ့ဒါဘာလဲဆိုတော့လူတွေရဲ့သဘာဝအရာ
ဒီဈေးတက်တဲ့အချိန်မှာပဲဒီ crypto ကိုစိတ်ဝင်စားကြတယ်ဒီဈေးကျပြီဆိုလို့ရှိရင်ဒီ crypto လောကကနေတော်တော်များများကဆွန့်ခွာသွားလေရှိကြတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်မိတ်ဆွေတို့ကို sharing ကျွန်တော်ပြန်လုပ်ရမယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီပုံလေးပေါ့နော်အဲ့တော့ဒီပုံလေးကဘာလဲဆိုတော့ဒါ BTC ဈေးသိန်းကနန်းဝန်းကျင်လောက်မှာ BTC ကိုဝယ်ခြင်းတဲ့လူတွေတန်းစီနေတာအများကြီးပဲဒါ BTC အခုလိုမျိုးဒါ6000ဝန်းကျင်လောက်ကိုရောက်နေပြီဆိုလို့ရှိရင်လူတော်များများကဒါ BTC ကအလကားမှာကွာဒါ crypto လောကအလကားမှာကွာဆိုပြီးတော့မှဒီလောကတွေကနေထွက်သွားကြတာများတယ်ကျွန်တော်ကိုယ်တိုင်လည်းပဲဒါ2019ခုကဒီလောကလေးရောက်တော့ကျွန်တော်ကိုယ်တိုင်လည်းပဲဒီလိုပဲဖြစ်ခဲ့တာအဲ့တော့ဒီညမှာ intelligent investor စာအုပ်ထဲမှာပြောတဲ့အကြောင်းအရာလေးကိုမိတ်ဆွေတို့ကိုကျွန်တော်ပြန်ပြီးတော့မှ sharing လုပ်ချင်တယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒါ sharing မလုပ်ခင်မိတ်ဆွေတို့ကျွန်တော်မေးခွန်းတစ်ခုမေးချင်တယ်ပေါ့နော်ဒီ stock market မှာပဲဖြစ်ဖြစ် crypto market မှာပဲဖြစ်ဖြစ် risk နည်းတာနဲ့များတာနဲ့ဘယ်ဟာက risk များလဲပေါ့ဆိုပါစို့ဈေးတက်နေတဲ့အချိန်မှာ risk များလားဈေးကျနေတဲ့အချိန်မှာ risk များလားဒီဗီဒီယို pass လုပ်ပြီးတော့မိတ်ဆွေကိုမေးခွန်းပြန်မေးကြည့်ပါအဲ့တော့ဒီညမှာလူတော်တော်များများကဘယ်လိုထင်ကြလဲဆိုတော့ဟာဈေးတက်နေပြီဆိုလို့ရှိရင်တရားက risk နည်းတယ်အခုလိုမျိုးဒါဘယ်မှာအကက်ရောက်နေပြီတရားကဈေးတွေကျနေပြီဆိုလို့ရှိရင်တရားက risk များတယ်လို့ထင်လဲပြီးဒီ market ထဲကနေထွက်သွားကြတာများတယ်တရားက beginner တွေတော်တော်များကျွန်တော်ကိုယ်တိုင်လည်းပဲ2019ဒီ market ထဲရောက်လာတော့အဲ့လိုပဲဖြစ်ခဲ့တယ်ဒါပေမဲ့ဒီ intelligent investor စာအုပ်ထဲမှာပြောထားတဲ့ concept ကပါလဲဆိုတော့တကယ် intelligent investor တွေဆိုတာတဲ့သူတို့ကတော့ဒါ stock market ပေါ့နော်ဒီ stock market မှာသူက more risky ဘယ်ဟာကိုသူက more risky ဖြစ်တယ်လို့ပြောတာလဲဆိုတော့ intelligent investor တွေဆိုတာဈေးတွေတက်နေတဲ့အချိန်ကိုသူတို့က risk များတယ်လို့ထင်တယ်အဲ့တော့ဈေးတက်နေတဲ့အချိန်ကိုဒါ risk များတယ်လို့သုံးသပ်ပြီးတော့ဈေးတွေကျနေတဲ့အချိန်ကို less risky ဒါ risk နည်းတယ်လို့သူတို့သုံးသပ်ကြတယ်အဲ့တော့တကယ် intelligent investor တွေကဈေးကျပြီဆိုလို့ရှိရင်ဒီက risk နည်းတယ်လို့ယူဆလေပြီးတော့သူတို့ဝယ်ခြင်းတဲ့ assets တွေ stock တွေသူတို့ကဝယ်တယ်ဟာဈေးတွေတအားထောင်တက်သွားပြီဆိုလို့ရှိရင်ဒီက risk များတယ်လို့ယူဆလေပြီးတော့သူတို့အဲ့ဒီ risk များတဲ့ assets တွေကိုသူတို့ကထုတ်ရောင်းကြတယ်ဒါ intelligent investor တွေတွေးတာဒါပေမဲ့ဒီက beginner တွေတခြားလူတော်များတွေးတာတွေနဲ့ပြောင်းပြန်လူတော်များကဈေးတက်နေတဲ့အချိန်မှာပဲဒီ assets တွေဒီ crypto လောကတွေဒီ stock တွေကိုဒီဟာတွေကိုစိတ်ဝင်စားကြပြီးတော့ဈေးကျပြီဆိုလို့ရှိရင်ဒီဟာကို risk များတယ်ဆိုပြီးတော့မှဒီလောကတွေကနေထွက်သွားကြတာများတယ်အဲ့တော့ဒီပုံလေးကဒါလူအများစုရဲ့ဖြစ်လေဖြစ်တာရှိတဲ့ concept ကိုတိကျမှန်ကန်အောင်ဒါပြောပေါ်ထားရပါဒီမှာဆိုရင်တကယ် intelligent investor ကဒီမှာဆိုလို့ရှိရင်တယောက်ပဲရှိတယ်လူပေါင်းထောင်နဲ့တောင်းနဲ့ချီတဲ့ရှိတဲ့လူတွေက Bitcoin ဈေးတက်တဲ့အချိန်မှာပဲသူကပြောင်းတိုးနေကြတာအဲ့တော့မစ္စလို့ပန်ဝန်းကျင်မှာလည်းပဲမစ္စလို့ကြားဘူးလိမ့်မယ်အဲ့တော့မစ္စလို့ကိုယ်တိုင်သို့မဟုတ်ပန်ဝန်းကျင်ကလူတွေလည်းပဲဈေးတက်နေတဲ့အချိန်မှာတော့ဒါ Bitcoin ဝယ်ခြင်းနဲ့ပြီးလို့ရှိရင်တခြားအောက်ကနေ Bitcoin ဝင်ကောင်းမလို့ဆိုပြီးတော့လူများစုက crypto အကြောင်းကိုစိတ်ဝင်စားနဲ့ပြောနေကြပါမယ်အခုလိုမျိုး bear market ရောက်လာပြီးဈေးကျနေပြီဆိုလို့ရှိရင်လူများစုက crypto အကြောင်းကိုစိတ်ဝင်စားကြတာများတယ်ကျွန်တော်ကိုယ်တိုင်လည်းပဲပြီးခဲ့တဲ့4 year cycle တွေမှာအဲ့ဒီတိုင်းပဲဖြစ်ခဲ့တာနော်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းပဲဒါအခုဒီမှာဆိုလို့ရှိရင်ဒီပုံတိုင်းဆိုလို့ရှိရင်2019မှာတော့ကျွန်တော်ဒီလောကထဲရောက်တယ်ဒီလူအုပ်ကြီးထဲမှာပဲကျွန်တော်ပါခဲ့တာ2019မှာတော့နော်အဲ့တော့2019မှာတော့ကျွန်တော် Bitcoin ဈေးအဲ့ချိန်မှာတော့ကျွန်တော်စတည်တာ Bitcoin ဈေးအဲ့ဒီ1500 2000ကျန်လောက်မှာကျွန်တော်စတည်တာပါအဲ့မှာကျွန်တော်ဒီ market နဲ့တက်ကျွန်တော်ရောက်လာတယ် Bitcoin ဈေး1000 2000လောက်ဖြစ်သွားတဲ့အချိန်မှာငါ crypto လောကထဲဝင်လိုက်မိတာမှန်လိုက်လေချင်းဆိုပြီးကျွန်တော်ဖြစ်ခဲ့တယ်ဒါ Bitcoin ဈေး1000 2000ဖြစ်တဲ့ချင်း Flavia 2018 19လို့ဒါ Bitcoin ဈေးဒါ3500 4000လောက်ဦးကျန်လောက်ကိုကြားတဲ့အချိန်လဲရောက်ကိုဟာငါ crypto လောကထဲဝင်လိုက်မိတာမှားလေခြင်းဆိုလဲပြီးတော့2018 19မှာ give up လုပ်လဲပြီးတော့ crypto လောကထဲကနေထွက်သွားခဲ့တယ်အဲ့တော့ပြီးတော့ကျွန်တော်ဘယ်ချိန်မှကျွန်တော် crypto လောကထဲပြန်ရောက်လာလဲဆိုတော့ Bitcoin ဈေးတွေဒါပြန်တက်လာတယ်ဒါ Ethereum နဲ့ Bitcoin ဈေးတွေပြန်တက်လာတယ်ပြန်တွက်လာတဲ့ကျွန်တော်2021ကျတော့မှကျွန်တော် crypto လောကထဲကိုကျွန်တော်ပြန်ရောက်တာနော်အဲ့တော့လူများစုရဲ့သဘာဝဒီပုံလေးကမှန်တယ်ဗျနော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုပဲကျွန်တော်ဖြစ်ခဲ့တာအဲ့ချိန်မှာတော့2021ကျွန်တော်ပြန်ရောက်တဲ့ချိန်မှာ Bitcoin ဈေးအဲ့ဒီမှာ3000ဝန်းကျင်လောက်မှာကျွန်တော်ပြန်ရောက်တာပေါ့နော်အဲ့တော့ Bitcoin ဈေး3000ဝန်းကျင်လောက်ကနေ6000ကျင်လောက်ထိဖြစ်သွားတယ်ပေါ့နော်အဲ့ချိန်မှာတော့ကျွန်တော် Bitcoin အကြောင်းကိုကျွန်တော်ပို့ပြီးတော့မှကျွန်တော်လေ့လာပြတယ်အရင်ဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့တယ်အဲ့ဒီ2021ဒီဇင်ဘာမှာကျွန်တော်အဲ့ဒီမှာဆုံးရှုံးမှုတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဆုံးရှုံးမှုတွေဖြစ်တဲ့အခါမှာကျွန်တော် Bitcoin အကြောင်းကိုကျွန်တော်အများကြီးလေ့လာတယ်ပြီး investment အကြောင်းတွေလူတွေရဲ့ psychology သဘောတရားတွေအများကြီးကျွန်တော်လေ့လာခဲ့တဲ့အခါမှာတော့ကျွန်တော် market သဘာဝကိုကျွန်တော်အဲ့ဒီမှာသိသွားတယ်အဲ့တော့ market သဘာဝကိုသိသွားတဲ့အချိန်မှာအဲ့မှာ2020 bear market ပြန်ဖြစ်တယ်အဲ့ချိန်မှာကျွန်တော် 4 year cycle အကြောင်းကိုကျွန်တော်ကောင်းကောင်းနားလည်သွားတာဖြစ်တဲ့အတွက်ဒီ2020 bear market မှာတော့ကျွန်တော် give up မလုပ်တော့ဘူးအဲ့ချိန်မှာတော့ကမစ္စလို့အခုလက်ရှိမစ္စလို့ကြုံနေတဲ့ bear market ဆိုတာဘာမှမဟုတ်သေးဘူးအဲ့ချိန်တုန်းကဘာဖြစ်လဲဆိုတော့ Luna crash ဖြစ်တယ်နော် Luna crash ဖြစ်တော့ပတ်ဝန်းကျင်တစ်ခုလုံးပြီးလို့ရှိရင်တခြား social media တစ်ခုလုံးမှာLuna scam crypto လောကကြီးတစ်ခုလုံး scam မှာဆိုပြီးပြောတယ်အဲ့တော့ Luna crash ဖြစ်ပြီးတော့မှတိတ်မကြဘူး FTX crash ဖြစ်တယ်အဲ့တော့ FTX ဆိုတဲ့ဟာကခု Binance လိုမျိုးပဲဒီဟာက Binance ကအဲ့ကျန်တော့1ဆိုလို့ရှိရင် FTX က number 3လောက်ရှိတယ် top 3 exchange တစ်ခုပြိုလဲတာဒီ crypto market တစ်ခုလုံးပြိုလဲတော့မလို့ပဲအဲ့တော့အဲ့ကျန်တော့ကအဲ့လိုသတင်းတွေကြောင့်ဒီ Bitcoin လည်းထိုးကြတယ် Ethereum market တစ်ခုလုံးထိုးကြခဲ့တယ်နော်အဲ့တော့ကျွန်တော်တို့ဒီ2019ကဒီ market ထဲကိုရောက်ခဲ့တာဖြစ်တဲ့အတွက်လူအများစု give up လုပ်သွားပြီမဲ့ကျွန်တော်တို့ဒီချိန်မှာတော့ကျွန်တော် give up မလုပ်တော့ဘူးကျွန်တော် Bitcoin ဈေး2000ကျန်လောက်မှာဝယ်တယ်1000ဝယ်ဦးကျန်လောက်မှာလည်းကျွန်တော်ထပ်ပြီးတော့မှကျွန်တော်ဝယ်တယ်
ဟုတ်ပြီအဲ့တော့ဒီ bear market ဆိုတာဒီစာအုပ်ထဲမှာပြောခဲ့သလိုတကယ်တော့ risk နည်းတဲ့အချိန်ပြအဲ့တော့လူအများစုနဲ့ဒီဟာကပြောင်းမြန်အဲ့တော့အဲ့ဒီအကြောင်းအရာကိုကျွန်တော်ကောင်းကောင်းနားလည်သွားတာဖြစ်တဲ့အတွက်ကျွန်တော်2022-23လူအများစု give back လုပ်တဲ့အချိန်မှာကျွန်တော် give back မလုပ်ဘဲနဲ့ကျွန်တော် Bitcoin ကိုကျွန်တော် accumulate လုပ်ခဲ့တယ်အဲ့ဒါကြောင့်2025 Bitcoin စီတင်ငန်းဝန်းကျွန်တော်ဖြစ်တဲ့အချိန်မှာကျွန်တော်ကို500% return ပေးခဲ့တယ်အဲ့တော့ကျွန်တော်ရဲ့အတွေ့အကြုံအရအခုမစ်ဆိုလို level အခုဆိုရင်ဒါဈေးတက်တဲ့အချိန်မှာတော့ဒါ excited ဖြစ်လိုက်မယ်အခုဒီလိုမျိုး bear market ရောက်တဲ့အချိန်မှာငါ Bitcoin တွေဝယ်ခဲ့မိတာမှားပြီဆိုပြီးဖြစ်ကောင်းဖြစ်လိုက်မယ်ဒါလူတွေရဲ့သဘာဝပဲဒါပေမဲ့မစ်ဆူတို့က market သဘာဝအကြောင်းတွေလူတွေရဲ့ psychology အကြောင်းတွေပြီးလို့ရှိရင် 4-year cycle အကြောင်းတွေကိုကောင်းကောင်းနားလည်ထားမယ်ဆိုရင်အခုရောက်နေတဲ့ bear market ဆိုတာက opportunity ပဲဆိုတာမစ်ဆူတို့ကောင်းကောင်းနားလည်တဲ့တယ်ဒါကြောင့်မလို့မစ်ဆူတို့ဒီ crypto လောကထဲမှာစစနေချင်တယ်ဆိုလို့ရှိရင်ဟာဘယ်တော့ဝယ်ရမလဲဘယ်တော့ရောင်းရမလဲဟာဘယ် coin တွေဝယ်ရမလဲဟာသတင်းတွေကဘာတွေဖြစ်နေလဲစသဖြင့်ဒီလိုမျိုးရေတိုအကြောင်းအရာတွေနောက်ကို chase လုပ်နေတာတဲ့ intelligent investor ကြီးတွေဘလို့တွေးလဲmarket သဘာဝရပါလဲလူတွေရဲ့ psychology ကဘယ်လိုရှိလဲစသဖြင့်ဒီလိုအကြောင်းအရာတွေကိုအဓိကအချိန်ပေးပြီးတော့မှလေ့လာတဲ့တယ်အဲ့လိုမျိုးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ intelligent investor စာအုပ်ရှိတယ်အဲ့တော့ဒီစာအုပ်အကြောင်းကိုအချိန်အနည်းဆုံးနဲ့အဓိကအနှစ်တွေကိုလေ့လာနိုင်မှုအတွက် intelligent investor စာအုပ်အကြောင်းကို explanation video course တစ်ခုဖန်တီးထားပါတယ်အဲ့တော့ဒီ video course အကြောင်းအသေးစိတ်ကိုဒီ video အဆုံးမှာပါတဲ့ link သို့မဟုတ်ဒီ video description နဲ့ comment မှာပါတဲ့ link ကိုနှိပ်ပြီးတော့မှအသေးစိတ်ဆက်လက်လေ့လာနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်လာမယ့် video တွေမှာဆက်လက်ဆုံတွေ့ပါမယ်